တရားချစ်ခင်ယောဂီတရားဓမ္မသူတော်သင်ပေါင်းတို့ဥစဉ်ခုပြောပြမှာတော့ဒါနကတဏှာရှိတာမဟုတ်ပါဘူးဒါနနောက်ကဉာဏ်မလိုက်လို့တဏှာရှိတာပါတချို့ကဒါနလေးတွေပြုပြီးတော့လူပြည့်လူချမ်းသာနတ်ဖြစ်နတ်ချမ်းသာဖြစ်ရပါလို့ဤဆိုတဲ့အဲ့ဒီသုတောင်းလေးကြောင့်လည်းတဏှာရှိရတာပါဦးဇင်းတို့ယောဂီတို့ကဗုဒ္ဓဘာသာတွေဖြစ်တဲ့လျောက်တရဏဂုံ၃ပါးနဲ့တို့ကကံကံ၏အကျိုးကိုယုံကြည်ကြတဲ့သူတွေဖြစ်ကြပါတယ်ကောင်းတာကိုလုပ်ရင်ကောင်းတာဖြစ်မယ်မကောင်းတာပြောလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ဒီအတိလေးတွေလည်းရှိကြပါတယ်ဒါလိုက်တွေ့ရင်ကာမတက္ကတဉာဏ်လို့ခေါ်ပါတယ်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တဲ့ကာမတက္ကတဉာဏ်တို့ရှိကြပါတယ်အကာမတက္ကတဉာဏ်မို့ကိုသစ္စာနုလုံးမိကဉာဏ်လေးဆင့်လူမယ်ဆိုရင်ဖြင့်သူတောင်းမပါဘဲနဲ့ကာမတက္ကတဉာဏ်ကိုသစ္စာနုလုံးမိကဉာဏ်လေးတွေဆင့်လူလို့ရှိရင်ဒါနကလည်းနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါတယ်သူတောင်းတာမပါသေးပါနဲ့သူတောင်းရမှာကတော့အေဘောဦးဇင်းတို့ယောဂီတို့ဗုဒ္ဓဘာသာတွေဟာဘုရားကြောကျိုးဆိုတိုင်းဘုရားဝတ်ပြုတိုင်း၅ပါးသီလ7ပါးသီလ9ပါးသီလခံယူတိုင်းမတရားဘုရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ရှင်ဘုရားဆိုတဲ့ဒီဉာဏ်လေးလည်းရှိထားတာဆိုတော့ကံမောဉာဏ်ဆင့်ပြီးလူဖို့ပဲလိုပါတယ်အဲဒါကြောင့်ကိုယ်အိမ်မှာဘုရားသွန်တော်ပဲကက်ကဒီချမ်းပဲကက်ကစီမီပဲကက်ကတမ်းမဲကလူလူယဟန်တန်ဃာတွေကိုသုံးမဲ့လောင်လူဒါနတွေပဲလူကြီးတွေပဲပေးရသော်ဘုရားတော့ဟောပါလေပုံပြီးလူရမယ်လို့မဟောလို့ပါဘူးတချို့မရှိတဲ့ညီသူမရှိသူတချို့ဆင်းရဲတဲ့သူတွေလည်းဒါသုံးတစ်ပေါင်းလောက်ကတော့လောင်းလူလို့ရပါတယ်ကိုသားတဲ့တရားသားဥသားပြလေးကိုလောင်းလူတာဒါအလှတစ်မျိုးပါပဲအဲဒါကြောင့်ကာမတက္ကတဉာဏ်မဟုသစ္စာနုလောမိကဉာဏ်လေးသွင်းပြီးလူလို့ရှိရင်ဒါနကတဏှာမရှိပါဘူးဒါနနောက်ကသစ္စာအတိလေးမလိုက်လို့တဏှာရှိတာပါယဟန်တန်ဃာတွေကပဲလောင်းလူဆရာကြီးတရားလေးတွေသုံးဆံရတဲ့ကာကိုတန်နိုင်သမျှပဲလောင်းလူနောက်ဆုံးရောင်းသားပဲပြီးကံသွန်ကျဲကိုယ့်ရဲ့သူမျိုးအတိမိတ်သွေးတွေနှိမ့်ကြနေတဲ့လူတွေကိုပဲထောက်ပံ့
ဒီအတိလေးနဲ့တာလှူပါနိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါတယ်ဒီလိုလူရတန်းတဲ့အခါလေးမှာဘာမှအပန်းမကြီးပါဘူးလူဘေးလူကံယုံနဲ့နာအမှန်အနိစ္စလူဘေးလူကံယုံနဲ့နာအမှန်အနိစ္စလူဘေးလူကံယုံနဲ့နာအမှန်အနိစ္စအလူဝေးပုဂ္ဂိုလ်လည်းမမြဲခြင်းနှိစ္စဆင်းရဲခြင်းဒုက္ခသို့မရခြင်းအနတ္တလက္ခဏာရေး၃ပါးတင်ပြီးလူလို့ရပါတယ်အလူကံပုဂ္ဂိုလ်တွေမှာလည်းမမြဲခြင်းနှိစ္စဆင်းရဲခြင်းဒုက္ခသို့မရခြင်းအနတ္တဒီလိုလက္ခဏာရေး၃ပါးတင်လူရင်လည်းရပါတယ်ဒါကံမောဉဏ်ဆင်းတဲ့အလူမျိုးပါအလူဝေးပုဂ္ဂိုလ်လူကံပုဂ္ဂိုလ်လူဘဝဝတ္ထုအစုစုတို့ဟာလည်းမမြဲခြင်းနှိစ္စဆင်းရဲခြင်းဒုက္ခသို့မရခြင်းအနတ္တပါဒကဒီလိုသိအာယုံလေးညှပ်ပြီးလူရင်ကမ္မတက္ကတဉာဏ်မောသစ္စာနုလောမိကဉာဏ်သင်ပြီးလူတာနဲ့နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါတယ်အဲဒါကြောင့်အလူဘေးလူကံယုံနဲ့နာအမှန်နိစ္စသူငါသူမဟုတ်ဓမ္မံယုတ်ဟုတ်သိပါကြဦးဇင်းတို့ယောဂီတို့ကဓမ္မံယုတ်ကြီးတွေပါငါသူမဟုတ်ဓမ္မံယုတ်ဟုတ်သိပါကြကိုလူတဲ့ပုံမှာသီလသမာဓိဂုဏ်ငူညိလူဤမြတ်ဒါနာကိုလူတဲ့ပုံမှာဒီအာယုံလေးတွေပြုပြီးလူပါသီလသမာဓိဂုဏ်ငူညိလူဤမြတ်ဒါနာနိဗ္ဗာန်မဲ့ဘူးရဲ့ဒူဒူရောက်လို့ဤဒါနာအခုပြုတဲ့ဒါနတွေဟာနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ရပါသည်သာဒီလိုတာလူလို့ရှိရင်ကမ္မတက္ကတဉာဏ်မောကိုသစ္စာအနုလောမိကဉာဏ်သင်လူတာနဲ့အတူတူပါပဲလူဘေးလူကံယုံနဲ့နာအမှန်နိစ္စသူငါမဟုတ်ဓမ္မံယုတ်ဟုတ်သိပါကြလူဘေးပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးယုံနာ၂ပါးပဲရှိတာပါလူကံပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးယုံနာ၂ပါးပဲရှိတာပါဒီလိုစိတ်အာရုံလေးညှပ်ပြီးလူရမှာပါလူဘေးလူကံယုံနဲ့နာအမှန်နိစ္စငါသူမဟုတ်ဓမ္မသူငါမဟုတ်ဓမ္မယုတ်ဟုတ်သိပါကြခင်လို့လူတာမဟုတ်ပါသေချာနားလည်မှခင်လို့ကြွေးတာမဟုတ်ပါသေချာနားလည်မှခင်လို့ပေးတာမဟုတ်ပါသေချာနားလည်မှသီလသမာဓိဂုဏ်ငူညိလူဤမြတ်ဒါနာနိဗ္ဗာန်မဲ့ဘူးရဲ့ဒူဒူရောက်လို့ဒီဤဒါနာသီလသမာဓိဂုဏ်ငူညိလူဤမြတ်ဒါနာနိဗ္ဗာန်မဲ့ဘူးရဲ့ဒူဒူရောက်လို့ဤဒါနာ